မင်္ဂလာပါဖုံဖုံတို့ခင်ဗျာ မင်္ဂလာပါမင်္ဂလာပါ ဗျာတပည့်တော်တို့ဒီဘက်ပြန်ပြီးတော့အရှင်ဘုရားတို့နဲ့တွေ့ဆုံခွင့်ရပါပြီခင်ဗျာ ဟုတ် အရင်ဘက်ကတော့တပည့်တော်ရဲ့အောင်မြင်ဖို့ official YouTube channel လေးမှာပေါ့နော်ဒီဖုံဖုံတို့ကနေပြီးတော့မှဗုဒ္ဓသာသနာစီရန်တိတ်တထုဆိုတဲ့အနတ်အဓိပ္ပာယ်ကိုတိကျသိကြစွာတပည့်တော်တို့ကိုတကယ်ကိုရင်ထဲထိရောက်အောင်ဉာဏ်လင်းဖွင့်ပေးနိုင်ခဲ့ပါတယ်ခင်ဗျာအဲ့ဒီအတွက်တပည့်တော်တို့ကျေးဇူးလည်းအများကြီးတင်ပါတယ်လေးစားပါတယ်ဦးလည်းဦးတင်ပါတယ်ခင်ဗျာတပည့်တော်တို့စိတ်တန်တန်တပည့်တော်တို့သင်ခဲ့ရတယ်ပေါ့ခင်ဗျာတပည့်တော်တို့တက္ကသိုလ်တက်ဆင်ခါလာတော့စိတ်တန်တန်ဒုက္ခဝဟန်တဲ့ယဉ်ကျေးအောင်ဆုံးမထားသောစိတ်ဒီချမ်းသာခြင်းကိုဆောင်ပြီးတပည့်တော်တို့သင်ကြားခဲ့ရပါတယ်ခင်ဗျာဆိုတော့တပည့်တော်တို့ဒီယနေ့ခေတ်တော်လန်ရေးကာလမှာပေါ့နော်တပည့်တော်တို့ရဲ့ဒီနိုင်ငံကြီးမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေနဲ့တပည့်တော်တို့လူငယ်တွေရဲ့ကြားထဲမှာဒီတယောက်နဲ့တယောက်ကိုချင်းစာတရားတွေယဉ်ကျေးမှုသဘောတဘာဝတွေအရာဒါကွဲလွဲနေတာတွေလည်းရှိပါတယ်ခင်ဗျာဒါကြောင့်မလို့တပည့်တော်ကနေပြီးတော့မှတပည့်တော်ရဲ့ channel လေးကနေပြီးဒီဘာသာရေးနဲ့လည်းပတ်သက်ပြီးတော့တပည့်တော်တို့တွေမဝေးသွားအောင်ဒီလိုတင်ဆက်ရတာပဲဖြစ်ပါတယ်ခင်ဗျာဒါအခုဆိုလို့ရှိရင်တော့ဒီဘက်မှာဒုတိယအကြိမ်မြောက်တွေ့ဆုံခွင့်ရပါပြီခင်ဗျာဒါကြောင့်မလို့အရှင်များတို့ဥစွာပထမဥခိုက်ပါတယ်ခင်ဗျာလျှောက်ထားလိုပါတယ်ခင်ဗျာတပည့်တော်ဥစွာပထမတပည့်တော်ရဲ့ channel လေးကနေပြီးတော့မှဒီကြည့်ရှုနေကြတဲ့ဒေါ်လာမိဘပြည်သူများကိုဥစွာပထမမိတ်ဆက်ခွင့်ပြုပါဗျာဒေါ်လာမိဘပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel ကနေပြီးတော့မှပထမအပတ်တုန်းကကျွန်တော်တို့ဒီမြန်မာနိုင်ငံနဲ့ဗုဒ္ဓသာသနာဆိုတဲ့အစီအစဉ်ကနေပြီးတော့မှဒီဘုံဘုံတို့ရဲ့ဒီဗုဒ္ဓသာသနာဟုတ်ကဲ့ဘုံဘုံတို့ရဲ့ဗုဒ္ဓသာသနာစီရန်တိတ်တထုဆိုတဲ့အနတ်ဒိဋ္ဌိကိုတိကျစွာနဲ့ရှင်းလင်းပြောကြားသွားတာကိုကျွန်တော်တို့ဒါဒီနာယူမှတ်သားရပါတယ်မိတ်ဆိုတာကိုကျွန်တော်တို့တကယ်ပုံမှလေးနက်စွာနဲ့သိရှိခွင့်ရခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီဘက်မှာလည်းဒီကျွန်တော်ရဲ့ channel ကနေပြီးတော့မှဘလို့အစီအစဉ်လေးတွေဒီဘလို့မျိုးဖုံဖုံတို့ရဲ့မိတ်ဆွေမှုလေးတွေကိုထပ်မံပြီးတော့ကျွန်တော်တို့ဒီသိရှိခွင့်ရမလဲဆိုတာကိုကျွန်တော်ဒီနေ့မှာတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကြောင့်မို့ကျွန်တော်ရဲ့ channel လေးကိုသိရှိအားပေးကြပါအောင်ခင်ဗျာတင်ပါဗျာဟုတ်ကဲ့မင်္ဂလာပါမင်္ဂလာပါညီမင်္ဂလာပါကိုမင်္ဂလာပါဗျဟုတ်ကဲ့ဟုတ်ဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော်ဒါဟိုထူးထူးခြားခြားအနေနဲ့ဒီဖုံဖုံတို့လည်းပါတယ်နောက်ဒီအခုတယောက်လည်းပါတယ်ဆိုတော့ဒါဥပပထမဥအောင်ဝင်ကနေပြီးတော့မှဒါဖုံဖုံတို့နဲ့ဟိုကျွန်တော်တို့ဒီစကားဝိုင်းလေးမစတင်ခင်မှာပေါ့နော်ဒါဒီအကိုနဲ့လည်းတော်လန်မီပရိတ်တက်တွေကိုတော်လန်မီကပြည်သူတွေကိုတစ်ချက်လောက်မိတ်ဆက်ပေးပါဦးခင်ဗျာဟုတ်ကိုစွန်းနေအကိုပဲမိသားပြည်သူတွေမိတ်ဆက်ပေးပါခင်ဗျာဟုတ်အားလုံးမင်္ဂလာပါအလောရှင်မြတ်ဘက်ကလည်းငြိမ်းချမ်းတရားမှုပေါင်းခံကြောင်းကြပါစေလို့ဥစွာဆုမမေတ္တာပို့တာပါတယ်ကျွန်တော်ကတော့အရင်တုန်းကကျွန်တော်တို့ဒေါ်လာရေးကာလမတိုင်ခင်ကဒီပြည်တွင်းမှာရှိတဲ့ပလီတစ်လုံးမှာ73နှစ်လောက်ပလီဆရာတာဝန်ထမ်းဆောင်ခဲ့တယ်ပြီးတော့စာချဆရာတယောက်အနေနဲ့လည်းတာဝန်ထမ်းဆောင်ခဲ့တာလည်းရှိသလိုဒီဘာသာပေါင်းစုံလူမျိုးပေါင်းစုံအတွေးမြင်ပေါင်းစုံရဲ့စီလုံးညီညွတ်မှုတွေကိုဖြစ်စေတဲ့ dialogue တွေ interface ဒီမှာလည်းပါဝင်ခဲ့ပြီးတော့အခုတော့ဖုံဖုံမင်းတုံညာတို့နဲ့ IRIP လို့ခေါ်တဲ့ဘာသာပေါင်းစုံငြိမ်းချမ်းရေး Institute မှာအတူတကွလက်တွဲပြီးလှုပ်လုပ်နေပါတယ်ဟုတ်ကဲ့မင်္ဂလာပါအကိုဟုတ်ကဲ့မင်္ဂလာပါဟုတ်ပြရပါပြရတာဝမ်းသာပါတယ်ဟုတ်ကဲ့ပါဗျဟုတ်လေးစားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ဟိုဒါဒီလိုဆိုလို့ရှိရင်တော့ဖုံဖုံတို့ရဲ့တပည့်တော်တို့ရဲ့ဒါဥပဝင်နော်ရည်ရွယ်ထားတဲ့ရည်ရွယ်ချက်လေးပထမဦးဆုံးအနေနဲ့ဒါပထမဦးဆုံးခြေလှမ်းအနေနဲ့စတင်နေတယ်လို့ပြောရမှာဘာလို့လဲဆိုတော့တပည့်တော်တို့ကဖုံဖုံတို့အရင်ဘက်တော့မိတ်သွားတယ်လို့ပေါ့နော်တပည့်တော်တို့ဒီမြတ်စွာဘုရားကဘာသာကိုတိဆောက်ခဲ့တာမဟုတ်ဘူးဒီအစိုးဆုံးမတွေရဲ့လမ်းစဉ်အောက်မှာဒါဒီလိုမျိုးတခြားဘာသာဝင်တွေနဲ့လည်းဒီလိုအကြောင်းအရာလေးတွေကိုအခုလိုဆွေးနွေးခွင့်ရတယ်ပေါ့နော်ဆိုတော့ဒီဘက်မှာဘယ်လိုအကြောင်းအရာလေးကိုဥအောင်ဝင်နေနဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ကိုယ်တိုင်လည်းသိကျင်တာလေးတွေရှိတယ်ပေါ့နော်တော်လန်မိဘပြည်သူတွေအနေနဲ့လည်းသိသိနဲ့အကြောင်းအရာလေးတွေရှိတယ်ပေါ့ဆိုတော့အဲ့ဒါလေးကိုဥအောင်ဝင်ရပဲဒီဆရာတော်တွေကိုဖုံဖုံတို့ကိုမေးလျှောက်ပေးပါဦးတင်ပါဗျာတပည့်တော်တို့ဒီတပတ်မှာတော့တပည့်တော်ဆရာသမားတွေရဲ့ညွှန်ပြမှုရအောင်ပါလေတပည့်တော်တို့လက်ရှိတိုင်းပြည်ဖြစ်ပျက်နေတဲ့အခြေအနေပေါ်တွေမှာခြုံငုံသုံးသပ်ပြီးတော့မှတပည့်တော်ခေါင်းစဉ်လေးတစ်ခုကိုရပါတယ်ခင်ဗျာဒီခေါင်းစဉ်လေးကလည်းဆရာတော်အရှင်သူမြတ်များညွှန်ပြပြီးတော့မှတပည့်တော်တို့လမ်းညွှန်ခဲ့တာလေးရှိပါတယ်ခင်ဗျာအဲ့မှာတပည့်တော်တို့ဒီဖျားရှင်ကိုရမြတ်ကြီးကပရိတ်ကြီး17တုပ်ဆိုပြီးတော့မှတပည့်တော်တို့ဗုဒ္ဓဘာသာတွေအတော်များများဟိုကြားဘူးဒါတွေရှိတယ်နာဂံမှတ်သားနေတာရုပ်ပတ်တရက်ဆယ်နေကြတာရှိပါတယ်ဗျာအဲပရိတ်ကြီး17တုပ်မှာပထမဦးဆုံးဖြစ်တဲ့မင်္ဂလာတုပ်မှာပါဗျာ
အသေးဝနာစပါလနာပဏိတာနေစာသေဝနာဆိုတဲ့စာပိုက်ကလေးပါပါတယ်ဗျာအဲ့ဒီစာပိုက်လေးပေါ်မှာတပည့်တော်တို့လက်ရှိဖြစ်ပြနေတဲ့တပည့်တော်တို့တိုင်းပြည်မှာတပည့်တော်တို့နိုင်ငံမှာပေါ့တော့ပြည်တွင်းပြည်ပမှာရှိနေတဲ့ဗုဒ္ဓဘာသာဝင်တွေအားလုံးပေါ့လေဒီအသေးဝနာစပါလနာပဏိတာနေစာသေဝနာဆိုတဲ့အပိုက်ကိုရွတ်ဖတ်တဲ့စနေရတာပဲရှိပါတယ်ဗျာကြင်ကြံအားထုတ်မှုနဲတာကိုလည်းတပည့်တော်တို့တွေ့ရပါတယ်ဗျာအဲ့ဒီအတွက်ကြောင့်မို့အများပြည်သူရောတပည့်တော်တို့ပြည်တွင်းပြည်ပမှာရှိနေတဲ့ဗုဒ္ဓဘာသာဝင်တွေအားလုံးပေါ့လေဒီအသေဝနာစပါလနာပဏိတာနေစာသေဝနာဆိုတဲ့ဗုဒ္ဓရဲ့ဒီမင်္ဂလာသုံးမှာပါတဲ့ဒေသနာစာပိုက်လေးကိုဗျာတပည့်တော်တို့ကိုသိလွယ်မှတ်လဲထင်ရှားလွယ်အောင်ဆုံးမလမ်းညွှန်ပြပေးသနာပါဗျာရှင်းလင်းပေးသနာတော့မှာဗျာတပည့်တော်ယူသေးသွားလျှောက်ထားပါဗျာဟုတ်ကဲ့ပါခင်ဗျဦးဇင်းတို့ဒီနေ့အခုတကားတော့ဥအောင်ငွေလျှောက်ခဲ့တဲ့အာသေဝနာစဘာလနာဗာဏိနာနဲ့စသေဝနာဆိုတဲ့ဒီမင်္ဂလာတရားနှစ်ပါးပေါ့ဒီမင်္ဂလာတရားတော့ဦးဇင်းတို့ရဲ့ဗုဒ္ဓဘုရားလည်းအရေးကြီးသို့အစားဆုံးမှာသူကပြောခဲ့တာပဲဦးဇင်းတို့ရဲ့ဗုဒ္ဓရဲ့တရားတွေကတော့ဘယ်တရားပဲကြည်ကြည်ပါတစ်ခုနဲ့တစ်ခုအားလုံးချိတ်ဆက်နေတာချိတ်ဆက်နေရုံနဲ့မကဘူးတော့သူဒီတရားတစ်ခုမှလည်းတောင်းယူမှုတောင်းခံမှုအပြည့်အဝရှိတဲ့တရားတွေပါအဲ့ဒီတရားတွေကိုဘယ်ဘက်ကပဲဆန်းဆန်းပေါ့ကြိုက်တဲ့ဘက်ကပဲဆန်းသက်ဘယ်ဘာသာဖြစ်ဖြစ်လူမျိုးတူမတူအားလုံးကကိုယ်တို့ကဒီငြိမ်းချမ်းမှုအတွက်ကိုသွားတဲ့တရားတွေပါပဲအဲ့ဒီဦးဇင်းတို့ရဲ့ဒီဗုဒ္ဓရဲ့ဒီတရားတွေကတော့အစံသက်ခံနိုင်တဲ့တရားတွေဖြစ်တယ်လို့ကျင့်သူအားလုံးရဲ့ယင်ထဲမှာလည်းကျင့်တဲ့အတိုင်းငြိမ်းချမ်းမှုရတဲ့တရားတွေပါတင်ပါဘာဖြစ်လို့ဆိုခုဒီဘုရားအသေဝနာစဘာလနာပရိနာနိသသေဝနာဆိုတဲ့ဒီမင်္ဂလာတရားကိုအစားဆုံးဟောရတာလဲအရေးကြီးလို့အစားဆုံးဟောရတာအရေးကြီးလို့အစားဆုံးဟောတော့ဦးဇင်းတို့အသေဝနာစဘာလနာဒါလူမိုက်ကိုမပေါင်းနဲ့မစည်းဝဲနဲ့မစည်းကပ်နဲ့မမိဝဲနဲ့ပြောတာပဏိနာနေတာပညာရှိကိုပေါင်းစည်းကပ်မိဝဲလို့ဒါဘုရားအစားဆုံးပြောတာအဲ့ဒီမှာအရေးကြီးဆုံးကလူမိုက်ပေါ့ခုလက်ရှိတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အရာတွေကိုကြည့်လိုက်ဒါလက်ပြည်တိုင်းပြည်နဲ့မဟုတ်ပါဘူးတကဘာလုံးဖြစ်ပျက်နေတဲ့အရာကိုကြည့်လိုက်လူမိုက်နဲ့ပညာရှိကဘယ်သူကဒုက္ခပေးတာလဲပြန်ကြည့်လို့ရှိရင်တော်တော်များများကလူမိုက်ကပဲဒုက္ခပေးတာပညာရှိကဒုက္ခမပေးဘူးလူမိုက်ဆိုတာတော့အမှန်အကြောင်းအကျိုးအကောင်းဆုံးနားမလည်ဘူးလုံးဖို့တစ်ခုလောက်ပဲသိတာဒါကောင်းလားဒါမကောင်းဘူးလားဒီဒါလုပ်လို့ရှိရင်အပြစ်ကဘာဖြစ်မလဲဒါလုပ်ချင်းအကျိုးကဘာရမလဲဆိုလူမိုက်ကမစင်စားဘူးစွတ်ပြီးတော့လုတ်ပလိုက်တာလုတ်ဖို့တော့ပဲစဉ်းစားတာအဲကြောင့်မို့ဦးဇင်းတို့ရဲ့ခုဘုရားဟောတယ်လေအင်္ဂုတ္တရပါဠိထဲမှာပါတယ်အင်္ဂုတ္တရပါဠိဘာလာဝဲမှာဆိုဘုရားပြောတာလူမိုက်ဆိုတာလေကိုမပေးတဲ့တောင်းကိုလည်း तू ကအတင်းလူယူပြီးတော့ယူတယ်တဲ့အဲ့ဒီရလာတဲ့ဒီတောင်းကိုလည်းကျေပွန်မထောင်းဆန်နိုင်ဘူးတဲ့ဒါလူမိုက်တည်းရဲ့လက္ခဏာပဲအဲ့မှာထပ်ပြီးတော့ဘုရားဘာပြောတယ်ဆိုတော့လူမိုက်ဆိုတာတဲ့ဒုစိန္ဒိတမကောင်းတဲ့ဥစ္စာပဲကြံနေတဲ့ဒုဘာတိတမကောင်းတာတွေပဲပြောတယ်တဲ့ဒုက္ခရကာမကာရီတဲ့မကောင်းတဲ့အလုပ်ပဲလုပ်တယ်ဒါကလူမိုက်ကပေးတဲ့အရာတွေပဲအဲ့ဒီထဲမှာထပ်ပြီးတော့ပြောတာဒုက္ခပါဠိတန်ဝါဆိုလူမိုက်နဲ့အတူနေလို့ရှိရင်အားလုံးတိုင်းပြည်ပဲဖြစ်ဖြစ်လူမိုက်အုပ်ချုပ်တဲ့တိုင်းပြည်ဘယ်တော့မှမကောင်းအကုန်လုံးမငြိမ်းချမ်းဘူးတဲ့အကုန်လုံးဆင်းရဲဒုက္ခရောက်တယ်အကုန်လုံးအားရမို့ဦးဇင်းတို့ရဲ့ဗုဒ္ဓအာသေဝနာစဘာလနာဆိုတဲ့ဒီစကားကိုအစားဆုံးဟောတာသူကအရေးကြီးလို့အစားဆုံးဟောတာဟုတ်ဗျာအရေးကြီးလို့စားတော့ဒီကဘာလားဆိုတာတော့ဒါလူမိုက်ဒီဆရာတော်မတုံညာခဏဟောတယ်ဆိုရှိတယ်ဘာဆိုတာနှစ်ခုလဆိုတာဖြည့်စီတာဘာကိုဖြည့်စီတယ်မိမိကိုလည်းဖြည့်စီတယ်ပေါင်းခြင်းကိုလည်းဖြည့်စီတာသူကအကျုံးနှမျိုးဖြည့်စီတာဒါလူမိုက်ကအကုန်လုံးဒုက္ခပေးတာပဲအဲ့ဒီလူမိုက်ကကိုယ့်ကိုယ်လည်းဒုက္ခပေးတယ်လို့အများပေါင်းခြင်းကိုလည်းဒုက္ခပေးတယ်အဲ့ကြောင့်မို့ဒီလူမိုက်ကိုဘုရားမပေါင်းနဲ့ဆိုတော့ကိုဦးဇင်းတို့ရဲ့လက်ရှိဒါဗမာပြည်ကိုကြည့်လို့ရှိရင်ဒါအသေးစားပါတယ်ဒါမဟာလားဆိုတာဒါလူမိုက်ပဲလူမိုက်ကိုလည်းမကောင်းဒီကောင်အယုံဆုံးကောင်အယုံမှဆုံးကောင်သူ့လောက်ယုံမှပတ်ဆက်တဲ့လူကဘာမှလိုက်ရှာကြည့်တယ်ဟိုတော့ဟစ်တလာဒါရက်ဆက်တယ်လို့ထင်တာဦးဇင်းတို့စာပေသမိုင်းတွေမှာဖတ်ခဲ့တာပေါ့ဒါနဲ့ဟစ်တလာဒီမဟာလားတော့မရက်ဆက်ဘူးမယုံမှဘူးမကောက်ချင်ဘူးဟစ်တလာကကိုသူ့ရဲ့ဂျာမန်လူမျိုးတွေမှာမလုပ်ဖက်နဲ့သူလှုပ်တဲ့ဂျူးတွေကိုသူလှုပ်တဲ့ဒါနဲ့ဟစ်တလာလည်းယုံမှာပဲကောင်းတယ်မကောင်းဘူးသူလည်းလူမိုက်ပဲလူမိုက်ကပေးတဲ့ဒုက္ခကြည့်တကမ္ဘာလုံးအကုန်လုံးဒုက္ခရောက်လာကိုလည်းဒီမှာလားလူမိုက်ပဲလူမိုက်မ तू ကလူယုံမှလူအောက်တန်းစားလူလို့တော့မခေါ်ထိုက်တဲ့ကောင်ပဲဘာဖြစ်လို့ဆိုတော့ကိုကြည့်လေသူတို့အမျိုးဘာသာသာသနာတို့ဗဇက်ပြမချရန်အောနေတယ်ဗဇက်ကချလို့ရှိရင်အမျိုးဘာသာသာသနာဗဇက်ကတော့အောနေတာဒါ
ဒါနဲ့ तू အကုန်လုံးကြည့်ဘယ်မျိုးဘယ်ဘာသာအကုန်လုံးလျှောက်ပြီးတော့လုံနေတာဘာသာပေါင်းစုံလူမျိုးပေါင်းစုံတိုင်းပြည်ထဲမှာရှိနေတဲ့လူမျိုးတွေမှန်သမျှဒါကိုလူမျိုးတွေပဲကိုနိုင်ငံသားတွေပဲလေဘာသာတူတူမတူတူလူမျိုးတူတူမတူတူအားလုံးကကိုဒီတနိုင်ငံနဲ့သားတွေပဲဒီတနိုင်ငံနဲ့သားတွေမှာ तू တိုင်းပြည်အုပ်ချုပ်တဲ့လူဆိုအကုန်လုံးဥပဒေကြောင်းအရ तू ကကာကွယ်ခွင့်အကုန်ပေးရမှာဒါနဲ့ကာကွယ်ခွင့်ပေးတာ तू ကိုယ်နဲ့ကာကွယ်မပေးတဲ့မျိုးရွာတွေလိုက်ပြီးတော့ဘုံကျဲတယ်မီးရှို့တယ်အကုန်လုံးသူ့ရဲ့အောက်ခြေတမတော်သားတွေဆိုအကုန်လုံးကြားနေရတာပဲဒါမီးရှို့တယ်မြောက်ကိုပြည်သူတွေသားပြီးသမီးပြီးတော့မရင်းချင်းနဲ့မရင်းချင်းတာမှာဘလောက်တိဆိုးတယ်လဲဆိုလို့ရှိရင်ဦးစင်းတို့စိတ်မနှံ့နဲ့အမျိုးသမီးအစားပြီးမရင်းချင်းပြီးတက်ဖြတ်ပြတာတင်ပါဗျာ ဒါအားလုံးလည်းဒါမြင်တွေ့နေရတာ တင်ပါ ဒီကောင်လောက်ရုပ်မှာဒီကောင်လောက်ပတ်စစ်တဲ့လူမျိုးအာဒေဝနာစပါဏနာဖះအားကြောင့်အရေးကြီးလို့အစားဆုံးဟောကြတာအဲ့ဒီအစားဆုံးအရေးကြီးလို့အစားဆုံးဟောကြတဲ့အထက်မှာဦးစင်းတို့ဟောနေတဲ့ဖုန်းကြီးတွေကဒီလူမိုက်နဲ့ပေါင်းတော့ဒီတိုင်းပြည်ဘယ်လိုလုပ်ကောင်းမလို့ တင်ပါ သူတို့ကိုယ်တိုင်မလိုက်နိုင်ဘူးဖះဟောတယ်ဆိုတာလိုက်နာကြင့်ကြံဖို့ဟောတာဖះဗဇက်နဲ့ရုပ်ုံလေးနဲ့ဒီအကျိုးဘာမှမရဘူးထားပါတော့လူမျိုးတူတူမတူတူကိုစင်နုဆိုတော့ဒါဘာသာကွဲ那都进都压力没？ တင်ပါ 这个进这个压没？这个往外这个压，下到进下到我这进我这压嘛， တင်ပါဗျာ 进来路压嘛呗。 တင်ပါ တင်ပါ 我这路偏本来说来的，不老那个怎么办呢？现在要怎么办呢？难说的，就是讲偏老个东马对变了。白လူမျိုးတွေဒါမွတ်စလင်တွေဒါတရုတ်တွေဒါကလာတွေဒါဟိန္ဒူတွေဒါမြန်မာတွေဒါရှမ်းတွေအဲ့ဒီတွေပြန်ပွင့်တာမဟုတ်ဘူး တင်ပါဗျာ လောကသုံးပါငြိမ်းချမ်းမှုအတွက်ပွင့်လာ တင်ပါဗျာ အမှန်တရားတွေမသိနေတဲ့လူတွေအမှန်တရားသိအောင်လို့ဦးဇင်းတို့ဗုဒ္ဓဖះပွင့်တာ တင်ပါဗျာ အားကြောင့်မို့ဒီဖះဟောခဲ့တဲ့အာတဝနသဘာလနာဆိုဒါအရေးကြီးလို့အစားဆုံးကိုဟောခဲ့တာအားကြောင့်မို့ဒါအားလုံးကကျင့်တဲ့လူပဲအကျိုးကျေးဇူးရှိမှာပဲအားကြောင့်ကျင့်မှုပဲအရေးကြီးဗဇက်ကပြောလို့နဲ့အာတဝနသဘာလနာဆိုတော့ဘလုံးမှမဖြစ်နိုင်ဘူးအားကြောင့်မို့အားလုံးဘယ်သူပဲဖြစ်ဖြစ်ကျင့်တဲ့လူရမှာပဲအားကြောင့်မို့ရှေ့ဆက်ပြီးတော့ဆရာတော်အကျယ်တွင်မိတ်မိပါအောင်ခင်ဗျာ အမှန်ဗျာဒီမင်္ဂလာတရားတွေပေါ့နော်မင်္ဂလာတရားတွေဆိုတော့တကယ်လဲလက်တွေ့ကျင့်မှာမင်္ဂလာရှိတဲ့တိုင်းပြည်ဖြစ်မှာပေါ့ တင်ပါ အခုတော့မြန်မာပြည်ကမင်္ဂလာတရားရေးဆိုတာဘုန်းကြီးတွေကပြုဆိုရမယ်ဆိုပြီးလုပ်လိုက်တဲ့အခါပေကြီးစက်တုတ်တုတ်တွေတွားထည့်လိုက်တဲ့အခါကျတော့ဘာဖြစ်လဲဟေးဆိုတော့တောက်ဆေးကိုလူဆေးလောက်ကြတဲ့အခါဘယ်လိုလုပ်ပြီးယောဂပြောက်မလဲ တင်ပါ အနာတခြား စေတခြားဖြစ်တာပေါ့နော်ဒါအင်မတန်မှလွဲချော်မှုပဲ တင်ပါ အဲ့တော့ဦးဇင်းတို့ဘုန်းကြီးတွေကမင်္ဂလာဆောင်ဟေ့ဆိုလဲရွတ်ကြတာပဲမွေးနေ့ပွဲဟေ့ဆိုလဲရွတ်ကြတာပဲနော်အဲ့တော့ဒီပါဠိတွေရွတ်ပြီးတိုင်းမှာတတိချကြတယ်အဲ့တော့လူတွေကဘာဖြစ်လာလဲကြဆိုတော့ဒီဟာကိုကျင့်ရမယ်တရားလို့မမြင်တော့ဘဲနဲ့ရွတ်ရမယ်တရားလို့မြင်လာကြတယ် တင်ပါ အဲ့တော့မြန်မာနိုင်ငံသားတွေကဘာဖြစ်လဲခြေတကုံဖျားရောက်လဲမြင်တဲ့အတိုင်းပဲပြည်ကြီးတွေထိုင်ရွတ်နေကြတာ တင်ပါ တော့ကြိုက်ကြီးကိုရောက်ဦးဇင်းတို့တွားလိုက်ရမှာတွေ့နေထိုင်ရွတ်နေကြတယ် တင်ပါ ဒါအင်မတန်မှမှားယွင်းမှုပဲ တင်ပါ ဒါကြောင့်မလို့ဆရာအောင်တင်းကဗာပြောခဲ့လေဆိုတော့ဦးဇင်းတို့ဘုန်းကြီးတွေကိုအရှင်များတို့တဲ့အရှင်များတို့ကအရွတ်ကြီးပဲဟေ့ဆိုတော့30ရ5ချက်ဈေးပေါ်တာပေါ့ဗျာတဲ့နော်အရှင်များတို့အနှစ်အသားလေးလည်းပဲကျင့်တဲ့အပိုင်းလေးလည်းသွားကြပါအောင်တဲ့အဲ့တော့ဦးဇင်းတို့ရဲ့အတိုင်းမြေဗာဖြစ်လေဟေ့ဆိုတော့အရွတ်တိုင်းမြေဖြစ်လာတွက်ကြည့်အကုန်ရွတ်တာပဲ တင်ပါ ဘုရားကလည်းဦးဇင်းတို့ဒါဗုဒ္ဓသာရဏရဲ့ကိစ္စတွေမှာကိုချင်းတိတ်ခါတွေကျင့်ရမယ်၅ပါးသီလတော့ဘာလို့ပြကြရွတ်ပြကြတာပဲနော်အကုန်လုံးရွတ်တာပဲကျင့်လားဆိုတော့ မကျင့်ပါဘူး မကျင့်ဘူးမကျင့်တော့ဘာဖြစ်လဲတိုင်းပြည်ပြတ်တာပေါ့ တင်ပါ နော်ယနေ့မင်းအောင်နိုင်လို့လဲဘာဖြစ်လို့ပြတ်လဲမကျင့်လို့ပြတ်တာပေါ့နော်ကျင့်ရင်ပြတ်เสียမှမရှိတာ တင်ပါ ယနေ့ဒီတကူတို့စေကိနာတို့တာရဏပိုင်းတို့ခုနပြောတဲ့တန်ခါနာယကတို့လည်းအကုန်လုံးကြည့်ဘာလို့ပြတ်လဲ မကျင့်လို့ပြ မကျင့်လို့ပြတ်တာပဲနော်ဒါကြောင့်မလို့ဦးဇင်းတို့ကအနာတခြားစေတခြားဖြစ်နေတဲ့ရွေးရတော့ဒီတိုင်းပြည်ကဘယ်တော့မှကောင်းမှာမဟုတ်ဘူး တင်ပါ အခုဦးဇင်းတို့အားလုံးပြောနေကြတယ်ဟေ့ဆိုတာလေဦးဇင်းတို့ကအစပေါ့အမြဲတမ်းပြောတိုင်းကိုလည်းအမြဲတမ်းပြန်လဲပြီးတော့ဝေဖန်တယ်ဆန်းစစ်တယ်ငါတို့ရောဘာတွေလမ်းလွဲနေတယ်လေနော်ငါတို့ကဘာတွေမှားနေလဲအခုအတေဝနာစဘာလနန်ဟေ့ဆိုတာပထမဦးဆုံးကတယောက်ချင်းစီတိုင်ကိုဆန်းစစ်ရမယ် တင်ပါ နော်ဦးဇင်းတို့ကလူမိုင်းတွေမပေါင်းနဲ့လို့ပြောကြတဲ့အခါကျတော့ကိုတိုင်ကကောခုနပြောရလို့နော်ဒီဘာဆိုတာက2မျိုးနော်လဆိုတာကဖြည့်စည်းတာရေးဆိုတာမိမိအကျိုးဖြည့်စည်းတယ်သူများအကျိုးဖြည့်စည်းတယ်ပစ္စုပန်အကျိုးဖြည့်စည်းတယ်အနာဂတ်အကျိုးတွေဖြည့်စည်းတယ်ဆိုတော့ဦးဇင်းတို့ကဒါစဉ်းစားကြည့်မှာငါကောအကျိုးရှိတာနဲ့အကျိုးမဲ့တာတွေဟေ့ဆိုရင်ဘာလို့လုံးမိနေတယ်လဲဒါကိုစဉ်းစားအကျိုးမဲ့တာတွေကိုဦးဇင်းတို့ပြောဆိုလောက်ကင်မိနေရင်တေးကြတဲ့ကိုတိုင်လည်းပါလေ
လူမိုက်ပဲ လူမိုက် နော်ကိုကိုတိုင်းလူမိုက်ပဲလူမိုက်ပဲဟေးဆိုရင်ဘယ်သူနဲ့ပေါင်းမလဲလူမိုက်ချင်းပေါင်းပါပဲ တင်ပါ နော်ဒါဟုတ်ပဲဂေါနီနာဂေါနော်ဟေးဆိုတာဂျိုကုတ်ရှိရဂျိုကုတ်လာလို့ပြောကြတာပဲဟုတ်တယ်မလားယနေ့ဦးဇင်းတို့ဒီမှာနော်ဗလီဆရာဖြစ်တဲ့ကိုစိုးနေဦးတို့နဲ့ဦးဇင်းတို့ဟေးဆိုရင်ဒါလက်တွဲပြီးတော့ပါရပေါင်းစုံငင်းချမ်းရေးတွေပြည်တွင်းမှာတွေကမြောက်ဒီမီးဆရာတော်တို့တွေနဲ့နော်ပါရပေါင်းစုံငင်းချမ်းရေးတွေအကုန်လုံးတူတူလုပ်ကြတာပဲ တင်ပါ ဘာဖြစ်လို့လဲဟေ့ဆိုတော့ကဘာကြီးကိုငင်းချမ်းစေခြင်းလို့ပဲနော်ငင်းချမ်းစေခြင်းနဲ့ဟေ့ဆိုတာခုနကပြောခဲ့တဲ့ကဘာကြီးကိုဖျက်ဆီးမှဒီဘယ်သူကဖျက်ဆီးမှလဲ လူမိုက် လူမိုက် လူမိုက်ကပဲဖျက်ဆီးမှလေဟုတ်တယ်မလားလူမိုက်တွေများလာတဲ့အတိုင်းပြည်ဒီသိကြတာပေါ့ပြတ်မှာပေါ့နော်ဒါကြောင့်မလို့1962ခုနှစ်တည်းကမိစ္ဆာကောင်မင်းအောင်မိစ္ဆာကောင်နေဝင်အုပ်ချုပ်လိုက်တယ်ကိုကဘာတွေပဲမွေးထုတ်လဲ လူမိုက်တွေ လူမိုက်တွေပဲမွေးထုတ်တာပေါ့လူမိုက်ကိုမွေးထုတ်မှသူကိုယ်တိုင်ကကြာနေလို့ရမယ်သူတို့ခိုင်းစားလို့ရမယ် တင်ပါ ဒါကြောင့်သူဘာလုပ်ခဲ့လဲပါဠိတန်နင်းစဆိုတဲ့ပညာရှိတွေမှန်တယ်များထောင်ထဲထည့်တယ်တက်ဖြစ်တယ်နော်ခုနပြောတဲ့ဆရာကြီးဦးဝင်းတင်းတို့အောင်ဆန်းစုကြည်တို့နော်အများကြီးပါပဲနော်စာရေးဆရာတွေဟေ့ဆိုရင်တက်တကြွဖို့အကုန်လုံးထောင်ချတက်ဖြတ်ပြစ်တာပဲပညာရှိတွေထောင်ချခံအနှိမ့်ဆက်ခံနေရတဲ့အတိုင်းပြည်ကဘယ်လိုလုပ်ဖြစ် တင်ပါ အဲ့တော့ဦးဇင်းတို့ဘုန်းကြီးတွေကပြန်စဉ်းစားကြည့်တယ်ဟေ့ဆိုရင်ရွတ်တာပဲရှိတယ် ကျင်းတာ တောင်ဆန်းစုကြည်လိုပညာရှိကိုကြတော့ဒီလူလူတွေကိုအာမိရွဲပါပူပေါင်းမှာအားပေးပါလို့မလုပ်ကြတဲ့အပြင်ဆဲတော်ဆဲသေးတယ် တင်ပါ ငွေတူကြီးဆိုတွက်ကြည့်လိုက်စမ်းဆဲတာအမနာပ တင်ပါ သူ့ဖမ်းဝင်းရအောင်ထုတ်ရတယ်တော့ဟိုအမေရိကန်နိုင်ငံသားလာတဲ့ဟိုကုလသမဂ္ဂကိုယ်စားလှယ်ယန်ဟီလီကိုလည်းမလုပ်လေဆဲတာ တင်ပါဗျာ နော်တကယ်ရုပ်ရုပ်မှန်မှန်လေးဆဲတဲ့ခါကျတော့တိုင်းမဂဇင်းတောင်ဘာဖြစ်လဲဟောပြလားအခုဆိုရင်ကတွက်ကြည့်ရှက်စရာကြီးယနေ့ကဘာမှယနေ့ငင်းငင်းလမ်းလျှောက်နေကြတဲ့ဆရာတော်တွေအလုံးမြင်ကြမှာပေါ့နော်အဲ့ဒီဆရာတော်တွေနဲ့ပေါင်းပြီးတော့ခွေးလေးတစ်ကောင်မှာ ပါပါ ပါလာတယ်နော်ခွေးလေးကိုလည်းလူတွေလည်းအားလုံးပဲချစ်ခင်နေကြတာတွေ့ကြမှာပေါ့အခုတိုင်းမဂဇင်းတွေဘာတွေတောင်ပါလာ တင်ပါ တယ်ဦးစင်းတို့နိုင်ငံကကိုယ့်အကိုထေရဝါဒလို့ကိုယ့်အကိုဂုံယူနေကြတဲ့လူကဝေတဲ့သူကဘယ်ထဲပါလာနော်တကယ်နာမည်ဆိုးကြီးနဲ့တိုင်းမဂဇင်းနဲ့ညနေဖုန်းကြီးတွေမှာပါလာ တင်ပါ တင်ပါ တယ်တို့ချင်းအဲ့တော့ဘာဖြစ်လာလဲဆိုတော့ဒီလိုဝေတဲ့သူတို့လိုတီတကူတို့လိုအကျန်းဖက်ကိုအားပေးနေတဲ့ပုံကိုယ်တွေနဲ့ပေါင်းတဲ့မင်းအောင်လိုင်းကဘာဖြစ်လာလဲကမ္ဘာအမုန်းခံဆုံးဖြစ်လာ တင်ပါ ငင်းချမ်းကြီးကိုလိုလားတဲ့ဆရာတော်တွေနဲ့ပေါင်းတဲ့အာဟုလေးအာလောကကဘာဖြစ်လာ ချစ်စရာ အကုန်လုံးချစ်လာကြတယ် အကုန်လုံးချစ်လာကြပါ ဒါပေါင်းဖက်ခြင်းတွေပဲလေ တင်ပါဗျာ ဟုတ်တယ်မလားပေါင်းဖက်ခြင်းရဲ့နိယမတွေကိုစနစ်တကျပြောထားတာပဲ တင်ပါ အဲ့တော့ယနေ့မင်းအောင်နိုင်နဲ့ဒီတကူတို့နဲ့ဝီရသူတို့နဲ့စေကိန်တို့နဲ့အပြန်အလှန်ပေါင်းနေကြတဲ့လူတွေရဲ့ဘာဖြစ်လာလဲကပတ်ချင်ပဲဖြစ်လာတယ် တင်ပါ ကဘာကြီးကိုတို့ဖြည့်ဆည်းနေဘယ်သူမှမဆိုမုန်းတာပေါ့ တင်ပါ နော်ဒါတွေက